ယခုရောက်ရှိနေတဲ့ဆိုင်ကတော့ကျွန်တော်တို့1A1ပြောင်းမှုလက်ဖက်နဲ့ငနီးတူတော့ပေါ့နော်ဆိုင်လိပ်စာလေးကတော့ကျွန်တော်တို့ချေလန်းပေါ်ပေါ့နော်ကျွန်တော်တို့ခြုံချင်းကောက်စွန်းနဲ့မနက်ချင်းဆိုင်ပေါ့နော်ကျွန်တော်တို့ကောင်းကောင်းမီနီမတ်နဲ့မီနီမတ်စတိုးရဲ့ရှိမှာပေါ့နော်ရက်ကွက်ကြီးကြတော့6ပဲလားရက်ကွက်ကြီးတော့6ပေါ့နော်ကျွန်တော်တို့ညနေ3 နာရီကနေည8 နာရီအထိပေါ့နော်ဖွင့်ပါတယ်ပေါ့နော်ရောက်တော့ရောက်ခိုက်လေးဝင်းကျင်ညာတာဝင်းပရိုမို့လုပ်တာပြောင်းမှုလက်ဖက်တဲ့ပွဲကိုကျွန်တော်တို့9000ကျပ်ပေါ့နော်ဒညင်းသီးနဲ့ကြတော့9000ဟုတ်တယ်9000ပဲလားဟုတ်တယ်ဒညင်းသီးလည်းကျွန်တော်တို့9000ပဲပေါ့နော်ကျွန်တော်တို့ငနီးတူတော့ကြတော့ဘယ်လောက်တော့9000ပဲလားဆိုင်လိပ်စာလေးကတော့ကျွန်တော်တို့ကောင်းကောင်းမီနီမတ်ရှိပေါ့နော်ချေလန်းပေါ်ပေါ့နော်ရက်ွက်ကြီး6ကျွန်တော်တို့ခြုံချင်းခောက်ဆွဲနဲ့နှစ်ဆောင်ထိုးလောက်မှရောင်းချပြီးတော့မှာပေါ့နော်ညနေ3 နာရီကနေည8 နာရီအထိပေါ့နော်လိပ်စာတိကျပြောရင်တော့တို့ K1 KTV နဲ့နှစ်ဆောင်ထိုးလောက်ပါပေါ့နော်လိပ်စာကိုတိကျပြောရတယ်တော့ကြာလေးမလာတတ်ပါဆိုလို့1A1ပြောင်းမှုလက်ဖက်နဲ့ငနီးတူတုံဆိုင်လေးပေါ့နော်ဆိုင်လိပ်စာရတော့ကျွန်တော်တို့ချိန်လန်းရက6ချိုချင်းခေါက်တဲ့မနက်ချင်းဆိုင်နဲ့မနက်ချင်းဆိုင်မှာရောက်ချပေးနေပါတယ်ညနေ3 နာရီကနေည8 နာရီအထိဖွင့်ပါတယ်လို့လိပ်စာတိကျရတော့ K1 KTV နဲ့မျက်စောင်းတို့ပေါ့နော်ကျွန်တော်တို့ကောင်းကောင်းမီနီမတ်ရှိပေါ့နော်ရက6မှာရောက်ချပေးနေပါတယ်လို့ကျွန်တော်ရဲ့တင်ဆက်မှုကိုဒီမှာပဲညနာပြရသေးလို့